Pipone, people decided that Yamabra, Mabon Yama. Mama Pia. Mama Pia. Mama. Mama Pia. That's so bad. စာဆုံးပါလားတဲ့ အစဆုံးမပါနိုင်ဘူးဆရာတော်သူတို့က၄လကြာမှာဆိုတော့တပည့်တော်ကတပည့်တော်သူတို့ပထမဟိုလမ်းမလျှောက်ခင်မီတင်မှာကြတဲ့တပည့်တော်လည်းပါတယ်တပည့်တော်နဲ့ပညာကရကအရန်နီးစပ်တယ်ဆရာတော်တပည့်တော်ကအလုပ်လုပ်ရင်လည်းအမြဲတမ်းအတူလုပ်ကြတယ်နှစ်ကြောင်းတစ်ကြောင်းလို့နေတဲ့ခါကျတော့အရန်ရင်းနှီးနေတော့ဒါပေမဲ့၄လကြာတော့တပည့်တော်အကြောင်းကိုအရန်ပြစ်ထားလို့မရတော့ဆရာတော်တပည့်တော်ကလမ်းတစ်ဝက်ကနေပဲလိုက်နိုင်တယ်ဆရာတော်ဒါပေမဲ့တပည့်တော်အလုံးအခုရက်40မပြတ်တမ်းရှောက်ခဲ့ပြီဆရာတော်လာအိုကပါဖေကမ္ဘောဒီးယားမပါပါဘူးဖေတဘာမှမပါပါဘူးအခုဒီမှာကဗီယက်နမ်ရဲ့လာအိုရဲ့ထိုင်းရဲ့မြန်မာတပြည်တော်ပဲပါပါတယ်ဖေမပါဘူးဖေတိတိလင်္ကာလည်းမလိုက်နိုင်ပါဖေအောင်လေဒီလိုလိုက်ရှောက်ပြရရဲ့ဟိုရဲစုံမာရီဘောကတော့တရားတွေပို့ပြီးတော့စိတ်ဝင်စားမှုရသွားတယ်ပေါ့တော့မှန်ပါဗျာတပည့်တော်ကကိုယ်တိုင်လည်းအခုပါနေတော့ဟိုလမ်းမှာတွေ့ရတဲ့မြတ်ကတော့အရန်ကိုအကျိုးကြီးမားတယ်လို့မြင်ပါတယ်ဗျာဒီအမေရိကန်တွေကဗုဒ္ဓဘာသာနဲ့လည်းအဆန်းဝေးနေတဲ့လူတွေဘုန်းကြီးတွေလည်းသူတို့မြင်မှုတာမဟုတ်ဘူးနဲ့အခုဆိုလို့ရှိရင်အလုပ်တွေတော့နားပြီးတော့တခြားပြည်နယ်ကနေတကူတကလာပြီးတော့လမ်းမှာစောက်ကြိုနေကြပါတယ်ဗျာကောင်းတယ်နော်မမဒီလမ်းလျှောက်ခီးစဉ်ပြီးသွားရင်တော့မှဒီအမေရိကန်တွေရဲ့စိတ်ထဲမှာတော့ဗုဒ္ဓဘာသာကိုဟိုအရန်လေးလာခြင်းနဲ့အင်အားတွေများလာမယ်လို့ပြီးတော့မျှော်လင့်ပါတယ်ဗျာကောင်းတယ်ပြင်လာနိုင်ပါမမအဲ့ဒါတို့အမတမနဲ့ကြောက်ကြမဗျာနောက်ဟိုကြောက်ရတွေ့ရတယ်ဟုတ်တယ်နောက်ရှင်ပညာကရကလည်းဟောတာကလည်းဟိုဘာသာရေးမပါဘဲနဲ့ဒီငြိမ်းချမ်းရေးတရားကလည်းငြိမ်းချမ်းရေးကိုပဲဥတည်ပြီးတော့ဒီ mindfulness ကိုပဲအသာပေးဟောတဲ့ခါကျတော့အားလုံးနဲ့လည်းတင်းဟိုဒီနားထောင်လွယ်တဲ့တရားလည်းဖြစ်တော့ပို့ပြီးအဆင်ပြေတာပေါ့ဆရာတော်ဟုတ်တယ်အဲ့ဒါကောင်းလို့ပဲတရားလေးပြောမယ်စားအစီဘောမှာစัจ တာနေဖို့နဲ့ဒုမေတ္တာစီဖို့အဲ့ဒါအဓိကပါပဲမှန်ပါဒါပေမဲ့ခရိယန်ကြီးစိုးတဲ့နိုင်ငံဆိုတော့ဆရာတော် no Jesus no peace ဆိုတာကတော့တခါတရံတော့အဲ့လိုလှမ်းអော်တော့ကြားတာပေါ့ဆရာတော်ဒါတော့လက်တွေ့တော့မကြောက်ဘူးဆရာတော်နော်ဟုတ်တယ်အဲ့ဘယ်လိုလူတွေကတော့သူစုံပြတ်သွားကြမှာပါမှန်ပါဗျာတပည့်တော်တို့အဲ့ဒီနေလေဆွမ်းအတွက်ရက်မဲ့နေရဆိုရင်လူတွေကဟိုတောင်းကနန်းလောက်ထိကိုလာပြီးစောက်ကြုံနေတာတွေရှိတယ်အဲ့ဒီအထဲမှာမှဟိုဒီ micro speaker တွေနဲ့ပေါ့ဆရာတော် speaker တွေနဲ့အဲ့လိုဟိုတင်ပေါ့လာပြီးတော့ဆန္ဒပြတယ်လို့ပဲပြောပါဆရာတော်အဲ့လိုပုံစံမျိုးသူတို့ဟိုလာခေါ်နေတာတော့ရှိတယ်ဒါပေမဲ့လူတွေကအဲ့ဒီဘက်ကတော့သူတို့ဟိုတင်ဘာမှလည်းတုတ်ပြန်တာမရှိပဲနဲ့ဒီဘက်တို့သူတို့ဟိုကြိုးစိုးတဲ့ပုံစံအတိုင်းပဲဟိုကြိုးစိုးနေကြတယ်တွေ့ရပါတယ်ဆရာတော်အဲ့တော့စိတ်ဝင်စားရှိတယ်ဆိုတော့သိတာတော့ရှောက်ပြတာပါဗျာဟုတ်တယ်ဟိုလုံးရဲ့စနေလောက်ကဂျာမန်ဘုံကြီးတပါးနဲ့တွေ့လို့သူကပြောဘူးတချေကြရင်ဘုရားဘာသာအာရှာမရောပါသွားပြီးတော့နောက်တိုင်းမှာတည်နေမယ်လို့သူတို့အများစုကယုံကြည်လက်ခံနေကြတယ်မှန်ပါအပြင်တော့သူအာရှာနိုင်ငံတွေကဖွင့်ပြမှုနောက်ကြတော့ We have to talk interface them or we have to talk လူချမ်းသာကိုမပဲရတဲ့နေကြတဲ့အချိန်တွေအနောက်တိုင်းကလူတွေတော့လူချမ်းသာပြေဝကာသာပြီးတာတွေကမှဒီနေ့တော့ဖြစ်ဖို့ဆိုပြီးဟိုရတဲ့ရတော့ပဲကိုလိုက်လာလိမ့်မယ်လူငယ်တဲ့နေ့နေ့လောက်ကအဲ့ဒီစကားကိုပြောနေကြတယ်အခုတိုင်းရဲ့ဒါအဲ့လာကြောင်းမှန်တဲ့သဘောရှိတယ်နော်မှန်ပါကဲအဲ့လိုပဲသုံးသပ်ရမှာပါဗျာဟုတ်တယ်နေကြလာတဲ့အခါကျတော့လူကြီးရဲ့အတွေ့အခေါ်ဟိုရတဲ့ကြောင်းလာတဲ့သဘောရှိတယ်မှန်ပါအနေနဲ့ဒါပဲကိုပို့ပြီးတော့တိလာကြတယ်ဘုရားရဲ့ပတ်သက်
တော့ရတော့ရတော့တော့ဘဝဆိုတာလေဒီဘဝမှာစัจ တာဒီဘုဒ္ဓဘဝဒီကတော်တော်လေးကြားတဲ့တရားတွေပဲပြပါ မှန်ပါ ဒိဋ္ဌဓမ္မဒုက္ခဝိဟာရဆိုတာဒီဘဝစစ်ပြေဘဝပို့ပြီးတော့ကြည်တာပါမှန် မှန်ပါဗျာ တော်ရပါတာတရားလေဘောရပြောတဲ့ပုဂ္ဂိုလ်ရဲ့နောက်ပါနာကကိုပဲပြောတာနောက်ဘဝတွေရွေးရည်ညွှန်းတာပြားနေတယ် မှန်ဟုတ်ပါတယ်ဗျာ တော့တက်ရှိဘဝပို့ပြီးတော့ကြည်တယ်ဆိုတာသူကပြီးမောင်းတော့ပြလိုက်တယ်လို့ဖြစ်တော့ပို့ပြီးတော့ကောက်ပါ မှန်ပါပညာကရကလည်းသူကအဲ့ဒီအတိုင်းကိုအခုဆရာတော်မိတ်တဲ့အတိုင်းကိုပဲသူလည်းအဲ့ဒီလက်တွေ့ဘဝမှာဟိုကိုယ့်ရဲ့စိတ်ကိုတူချင်းတယောက်ချင်းစီဘလို့ငြင်းညောင်းအောင်နေရမယ်ဆိုတာကိုပဲသူကအဲ့ဒီ message ကိုပဲအသားပြီးဟိုးလို့မို့သူတို့လက်ခံနိုင်ကြတော့မှန်ပါ အဲ့ဒါသိကောင်းတယ်အဲ့ဒါပဲဘုရားဘာသာဆရာတော်ကြီးကအဲ့ဒီအတိုင်းပဲယက်တိဖို့ကောင်းတယ်တက်ရှိဘဝမှာကိုယ်ရရစားပြီးတော့တရားအောင်နေတတ်ဖို့ပေါ့နော် မှန်ပါဗျာ အဲ့ဒါသိကြည့်တာ မှန်ပါသူတို့ခရိယန်နိုင်ငံလေးလည်းတပိတော်တို့လည်းအခုမှခါတိုင်းဆိုဆရာတော်တပိတော်လည်းကားနဲ့ပဲတော်တော်နေတော့တော့တတိမထားမိဘူးအခုနေ့တိုင်းလမ်းပေါ်မှာပဲလမ်းလျှောက်နေတဲ့ခါကျတော့တော်တော်ခမ်းနားကြီးကျယ်တဲ့ချက်ကြောင်းတွေကအများကြီးရှိနေတဲ့ဆိုတော့တပိတော်ကိုယ်တိုင်တွေ့ရတပိတော်ကိုယ်တိုင်လည်းနေစဉ်နဲ့အမျှတဲခုနေရတယ်ချက်ကြောင်းတွေကပဲလက်ခံတာများတယ်သူတို့ကနေရာကျယ်တော့ဆရာတော်အဲ့တော့သူတို့တွေမှာလည်းပဲဟိုချက်ကြောင်းတွေခန်းခန်းနားနားရှိသေးပေမဲ့တပြည့်တော့အတွေ့တပြည့်တော့အမြင်ရကတော့သူတို့လည်းမိယိုဖလာအတိုင်းပဲဟိုချက်လေးတက်လိုက်ဆွတ်တောင်းလိုက်နေပဲဟိုဖျားအောက်ကိုပြီးနေတဲ့ဝါဒနဲ့ပဲတက်တက်လုံးနေလာခဲ့ကြတယ်ဆရာတော် ဟုတ်တယ်နောက်ပိုင်းကျတော့အဲ့ဒါကဟိုအကျိုးတရားမှုနဲ့လာတယ်ပေါ့နော်နဲ့လာတဲ့အခါကျတော့သူရစေလာပါဒီအဟောမဟုတ်ကလားအကြမ်းဒီစေလာလာပါပဲ မှန်ပါဗျာ အမေအမေရိကမှာတချို့ဒေသတွေကြာကြောင်တွေကိုမလာတော့လို့ကြောင်ပြရတာတွေတောင်ရှိတယ် ကြားပါတယ်ဗျာအဲ့ဒါနေရှိပါတယ်ဗျာ ဟုတ်တယ်အဲ့တော့ဘုရားတရားတော်ကြီးကျတော့အဲ့လိုမဖြစ်အောင်တပည့်တော်တို့ပေါ်ကြီးတွေကြိုးစားကြရမှာပေါ့နော် မှန်ပါဗျာ ဘုရားတက်ရှိတဲ့ကြောင့်တော့အမေရိကလာဖို့တော့မှတော့ကဲတော့ မှန်ပါ ဒီဦးကြီးကကရာနကာလောကြရရောက်လာတယ် မှန်ပါဗျာမှန်ပါ စီကိုပြန်နေတာပဲတဲ့ကြည့်သွားပြီဒုက္ခိသွားလို့စမပြေတော့အဲ့လိုပဲပြောလိုက်ပါတယ် မှန်ပါဆရာတော်မှန်ပါဆရာတော်ကြွနိုင်ရင်တော့သူတို့အရန်တော့ဝမ်းသာမှာပါ ဟုတ်ဒီလာမယ်လို့စိတ်ကူလိုက်တဲ့အချိန်မှာပြီးသားပိတ်တာလည်းသွားချောပါ စက်တင်ဘာအောင်လားလောက်လို့တက်မှာ မှန်ပါဆရာတော်ဟိုတုန်းကရတယ်လေဆရာတော်ဒီလိုဒါတိုင်းမစည်းပဲနဲ့ဆရာတော်တပည့်တော်တခြားနိုင်ငံမှာ2ရက်တန်စီ3ရက်တန်စီအဲ့ဒါမျိုးနားနားနေနေလာရင်တော့ပိုတတ်တာပါဗျာ အဲ့ဒါလည်းဟုတ်တယ်အိုးရင်တော့အဲ့လိုသွားဘူးလေ မှန်ပါဗျာ အဲ့ဒါတော့ကျက်လက်ပဲဖြစ်ဘူးလေ မှန်ပါအဲ့လိုမဖြစ်ပါဗျာ ကျက်လက်ပဲဖြစ်ဂျာမနီလောက်တော့ဘာလို့ဆယ်ဟိုရင်းတို့အင်္ဂလန်တို့တတောင်လောက်တာပြီးတော့အရိယာမနေပြီးတော့အစ်ကိုတော့ပဲရှင်းနိုင်လောက်ပဲဟောတော့တာလေ မှန်ပါဗျာ မမပြည်အနေပြီးတော့ဂျာမနီတို့အင်္ဂလန်တို့လန်ဒန်တို့ကျတော့သူ7နိုင်ပတ်ဝန်းကျင်ပေါ့ အဲ့လိုပဲမှန်ပါဗျာ အဲ့ဒီမှာတပတ်လောက်နေပြီးတော့ဟိုလိုက်ရှင်းနိုင်အတလန်နေချင်လိုက်ဝါစနာရောက်တာ မှန်ပါအဲ့လိုကအဆင်ပြေတယ်မှန်ပါဗျာ ဟုတ်တယ်အဲ့ဒီကပထမတော့ကောင်းပါအဲ့လိုသွားတာတော့ဆင်းပြေတယ် အခုဆရာတော်မိတ်တယ်လို့ပဲမှန်ပါဟိုလေစိတ်ရှိရင်တော့အခုကဗီဇာကလည်းကတော့ပြန်ဖွင့်မယ်ဆိုတာလည်းမသိတော့ခက်နေသေးတယ်ချက်တော့ ဟုတ်တယ်ပြီးတော့အပြေးရလည်းတော့ဆင်းမပြေတာ မှန်ပါဗျာမှန်ပါဗျာ အဲ့ဒါကြီးရလည်းတော့ဆင်းမပြေ စင်ပြေဖြစ်နေမှန်ပါဗျာ အောင်လာတဲ့ချိန်တော့ရှိဦးပါပါပဲပုံတိုင်းကြနေတဲ့ချိန်တို့ပြောမှကိုချိန်တော့ မှန်ပါဗျာအမြင်မှရတဲ့ချိန်ကြရင်ပေါ့မှန်ပါဗျာ အဲ့ကောင်းလာအောင်ပါလို့ပြောနေရတာပေါ့ မှန်ပါဗျာ ဘုံတော့လည်းဒီမှာတတ်နိုင်တယ်ရပဲအဲ့လိုပဲတော့ပြီးတော့ရတာပေါ့နော် ဆရာတော်ကဩဝါဒပေးရင်တော့ပိုထီရောက်မှထင်ပါတယ်ဗျာ